လူဘဝရဲ့ရှိဖြစ်နေမိတ်ကိုအတိအကျမသိနိုင်မှာအနာဂတ်ဆိုတာမျောလင်းတဲ့တစ်ခုသာမနဲ့ပြန်ဆိုတာကမတိကျတဲ့သဘောတရားတစ်ခုပါအတိအကျပြန်တွေ့ရတော့မြင်နိုင်တာဖြစ်ပြီးရင်ပြတ်သောသဘောမှာဒီနေ့ဟာအကောင်းဆုံးယုံကြည်ပါအတိအကျမသိနိုင်မှာအနာဂတ်ဆိုတာမျောလင်းချက်တစ်ခုသာမနဲ့ပြန်ဆိုတာကမတိကျတဲ့သဘောတရားတစ်ခုပါအတိအကျပြန်တွေ့ရင်တော့မြင်နိုင်တာဖြစ်ပြီးရင်ပြတ်သောသဘောမှာဒီနေ့ဟာအကောင်းဆုံးယုံကြည်ပါမနဲ့ပြန်ကသိတော့မသိကြမြတ်တာထားနာလေးကြပါမနဲ့ပြန်ကသိတော့မသိကြအရာရာအရေးကြီးတဲ့များကိုဒီနေ့လည်းငင်းလှဆောင်နေတာပြုံးငါတင်နာပြုံးများနဲ့ဖြစ်တန်ကြပါအမောင်တရားတွေနေထားလိုက်ပါသင်္ခါရမငြိမ်းခြင်းတရားမဖြစ်မနေကြုံရတဲ့အခါနောင်တရမရှိပဲရောက်ရဲ့စွာနေတော့နိုင်မို့ပါလူဘဝရဲ့ရှိဖြစ်နေမိတ်ကိုအတိအကျမသိနိုင်မှာအနာဂတ်ဆိုတာမျောလင်းချက်တစ်ခုသာမနဲ့ပြန်ဆိုတာကမတိကျတဲ့သဘောတရားတစ်ခုပါအတိအကျပြန်တွေ့ရင်တော့မြင်နိုင်တာဖြစ်ပြီးရင်ပြတ်သောသဘောမှာဒီနေ့ဟာအကောင်းဆုံးယုံကြည်ပါ你都是你家吧，我那片个对着没对着。你家他哪里家吧，我那片个对着没对着。